KZ Sport ကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Sky Sport ရဲ့ Paper Talk အစီအစဉ်မှာဖော်ပြခဲ့တဲ့ German Media ဘိုင်းရဲ့အံ့ဩစရာထုတ်ပြန်ချက်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ဘိုင်းရဲ့ဖော်ပြချက်မှာလီဗာပူးရဲ့ခြေစွမ်းမတည်ငြိမ်မှုအပါအဝင် Florian Wirtz ရဲ့စွမ်းဆောင်ရည်ကျဆင်းမှုတွေဟာဒီစိတ်ပိုင်းအနေနဲ့မိုဆာလာကြောင့်လို့ဆိုထားပါတယ်။ဒီတော့ဒီနေ့ဗီဒီယိုမှာလက်တွေ့ကျကျတကယ်ဖြစ်ခဲ့တဲ့အရာတွေနဲ့ဒီပြစ်တင်မှုကမှန်ကန်ရဲ့လားဆိုတာကိုသုံးသပ်သွားမှာပါ။ Sky Sport ရဲ့ Paper Talk အစီအစဉ်မှာဂျာမန်သတင်းစာပိုင်းကဒီဟာဒီမှာလီဗာပူးရဲ့စွမ်းဆောင်ရည်ကျဆင်းမှုအပါအဝင်သူရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ဝယ်ယူထားတဲ့ Florian Wirtz အတွက်အသင်းကစားခွင့်နဲ့လိုက်လျောညီထွေဖြစ်ဖို့ကြာနေတာဟာမိုဆာလာရဲ့အသင်းတွင်းကဩဇာလွှမ်းမိုးမှုကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ဒီသတင်းကဘောလုံးကရော့စစ်ကဏ္ဍမှာပါဝင်လာတာဖြစ်တဲ့အတွက်အတည်ပြုထားတဲ့အချက်လက်မဟုတ်ဘဲမီဒီယာတွေကြားကလက်ပတ်ပြောဆိုနေကြတဲ့အမြင်တစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီချက်ဟာနေရာတိုင်းကဘောလုံးဝါသနာရှင်တွေကြားမှာရင်းခုန်မှုတွေဖြစ်ပွားစေခဲ့ပါတယ်။ဒီကြောင့်နားလည်ဖို့ဆိုရင် Florian Wirtz အကြောင်းပြောပြဖို့လိုအပ်ပါတယ်။ Florian Wirtz ဟာဘိုင်ယန်လေဗာကူဆင်မှာရှိစဉ်ကဂျာမနီရဲ့ဆွေဆုံးရလူငယ်ကျေဝင်ကစားသမားတဦးပါ။လေဗာကူဆင်ချန်ပီယံဖြစ်ခဲ့တဲ့ရာသီမှာအဓိကကစားသမားတဦးဖြစ်ခဲ့တယ်လို့ဥရောပရဲ့ထိပ်တန်းဖန်နီးရှင်တွေကတယောက်ဖြစ်ခဲ့ပါတယ်။လီဗာပူးဟာသူ့ကိုနောက်ထပ်တိုက်စစ်မှုအသစ်ဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့စံချိန်ပြောင်းရွှေ့ကြေးပေးပြီးဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ Florian Wirtz ဟာရုန်းကန်နေရသေးဖြစ်ပြီးပြည်သက်တွေမျှော်လင့်ထားတဲ့စွမ်းရည်မျိုးကိုမပြသနိုင်သေးပါဘူး။ဂျာမနီလေရွေးစဉ်အသင်းကတော့သူ့ရဲ့ယုံကြည်မှုကိုမြင့်တင်ပေးဖို့ကြိုးစားနေရသေးဖြစ်ပြီးမန်နေဂျာဂျူလီယန်နာဂက်စ်မန်ကဘတ်ဟာယခုထက်ပိုပြီးအသင်းပေါ်တွေစီကပံ့ပိုးကူညီမှုတွေလိုအပ်နေတယ်လို့ဆိုထားပါတယ်။ဒီချက်ကိုဘိုင်းကမိုဆာလာစီလွှဲချလိုက်ပါတယ်။ဘိုင်းသတင်းစာကမိုဆာလာရဲ့လွှမ်းမိုးတဲ့ကစားဟန်နဲ့သူ့ရဲ့ဩဇာနှစ်ပေါင်းများစွာဆာလာကိုအခြေခံပြီးတည်ဆောက်ထားတဲ့လီဗာပူးရဲ့စနစ်တွေကြောင့်ဘတ်ဟာသူ့ရဲ့အခန်းကဏ္ဍအသစ်တွေပြည့်ဝဝင်ရောက်နိုင်ဖို့ပိုခက်ခဲစေနိုင်တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့လည်းတကယ်လက်တွေ့ကျတဲ့အချက်ကမိုဆာလာဟာယာဒီပေါင်းများစွာလီဗာပူးရဲ့နှလုံးသားနဲ့တူတဲ့ကစားသမားဖြစ်ခဲ့တာပါ။သူဟာသွင်းဂိုးတွေဂိုးဖန်တီးမှုတွေစုရစိတ်တွေနဲ့လီဗာပူးအတွက်နှစ်စဉ်မပြတ်တမ်းစွမ်းဆောင်ပေးခဲ့တဲ့ကစားသမားပါ။လီဗာပူးရဲ့ရုန်းကန်ရမှုတွေအတွက်မိုဆာလာတယောက်တည်းကိုအပြစ်တင်တာဟာမတရားယုံနေမကပါဘူး။အသင်းရဲ့နီးဗျူဟာပြောင်းလဲတွေကစားသမားပြောင်းလဲတွေနဲ့ပရီးမီးယားလိရဲ့အရှိန်နှုန်းကိုလိုက်မီဖို့ Florian Wirtz အတွက်အချိန်ပိုပြီးလိုအပ်နေတာတွေစတဲ့ပြဿနာတွေကိုလေ့လာရှုရလဲရောက်ပါတယ်။ဘောလုံးမှာတယောက်တည်းကြောင့်အရာအလုံးပြိုလဲသွားတယ်ဆိုတာမရှိပါဘူး။မိုဆာလာပေါ်ပြစ်ပုံချတာဟာအချက်လက်ပေါ်အခြေခံတဲ့အကဲဖြတ်မှုထက်မီဒီယာရဲ့ခေါင်းစဉ်တစ်ခုလို့ပိုပြီးခံစားရပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲပရိသတ်တွေအနေနဲ့ရောလီဗာပူးနဲ့ဘတ်တို့ရဲ့ရုန်းကန်ရမှုတွေအတွက်မိုဆာလာမှာတကယ်ပဲတာဝန်ရှိလားလုံးဝမရှိဘူးလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်